ညာအိတ်မပြောဘူးပေါ့အိတ်မပြောတဲ့ခါကျတော့တရားဖွင့်လိုက်တာပေါ့ဖွင့်ပြီးတော့အိတ်စည်းသဘောလိုဖြစ်သွားတရားနာပြီးတော့စိတ်ကစူးစီးမိသွားတဲ့ခါကျတော့အိတ်ပြောသွားတာတို့ဘာလို့လဲရှိရလေအဲ့ခါကျတော့အဂါရဝရဲ့လို့တော့လည်းမဟုတ်ဘူးဒါပေမဲ့တရားကိုအသုံးချတဲ့နေရာမှာကျတော့အိတ်ချင်လို့ကိုတရားဖွင့်ထားတဲ့သဘောတော့ရှိတယ်ဗျာဒါတော့အပြစ်ဖြစ်ပါသလားဗျာမဖြစ်ပါဘူးဆိုင်ပါဘူးနော်ဦးဇင်းတို့တချို့ဆရာတော်တွေတောင်ရှိသေးတယ်တချို့ဆရာတော်တွေဆိုလို့ရှိရင်စာဖတ်ပြီးမှအိပ်ပြောတာရှိတယ်စာဖတ်ရင်းနဲ့အိပ်ပြောတာစာမဖတ်ရင်မအိပ်ဘူးတဲ့သူကစာနိုင်ရောလောက်ဖတ်လိုက်ရတယ်အဲ့ဒါစာဆိုတာလဲဒါတရားစာပဲလေတူတူပါပဲဆိုလိုတာလေအဲ့တော့ခါတလေဆရာတော်ကြီးတွေသင်ပေးတာချက်လေအိပ်မပြောဘူးလားအိပ်မပြောရင်အာနာပါနမှလည်းအိပ်ပြောသွားလိမ့်မယ်ဆိုတော့ဒါလည်းတရားပဲလေနော်တရားအိပ်ပြောရှင်လို့တရားမှတ်တာဟုတ်လားမလားအဲ့ဒါအိပ်ပြောရှင်လို့တရားမမှတ်ရဘူးသဘောဖြစ်သွားမှာပေါ့ဟုတ်လားမဆိုင်ပါဘူးအဓိကတော့တရားနာတယ်ဆိုတာကောင်းတဲ့လုပ်ပဲစာဖတ်တယ်ဆိုတာကောင်းတဲ့လုပ်ပဲတရားနှလုံးသွင်းတယ်ဆိုတာကောင်းတဲ့လုပ်ပဲဘာရွေချက်နဲ့ပဲလုပ်လို့ကောင်းတဲ့လုပ်ပါပဲနော်ဦးဇင်းတို့ကြည့်လေအနာတမင်တည်းရဲ့သားဆိုလို့ရှိရင်မောင်ကာလဆိုရင်နော်ပတ်စံလို့ကျွန်တော်တရားနာတာလေဟုတ်ကဲ့လားဒါတူတောက်ဆိုတာမရှိတော့ဟုတ်တယ်လားပတ်စံလို့ကျွန်တော်တရားနာတာတရားလို့ကျွန်တော်လည်းမဟုတ်ကုသလို့ကျွန်တော်လည်းမဟုတ်ပတ်စံလို့ကျွန်တော်တရားသွားနာတာဟုတ်လားအဲ့ဒါကြောင့်ဒါအကာတော့ပြောလို့မရဘူးနော်သူ့လောက်တော့မဆိုသေးဘူးဟုတ်လားရှင်ဖေခင်မိုးကြီး10ပါးကိုပြမစော်ကားရင်အပြစ်တွေကြားရောက်ခံစားရတယ်လို့ဖတ်ဖူးပါတယ်ဖေခင်မိုးကြီး10ပါးထဲမှာတလုံးစားဖို့သူကျေးဇူးဆိုပြီးတော့လည်းပါပါတယ်ဖေအတတ်ပညာသင်ပေးတဲ့ဆရာလည်းပါပါတယ်ဆိုတော့အဲ့ပုဂ္ဂိုလ်တွေကပုထုဇဉ်ပြီးအမားတွေဗလိုက်တာတွေကိုယ့်အပေါ်ဖိနှိပ်တာတွေရှိရင်ဘာမှမတုံ့ပြန်ရတော့ဘူးလားဖေပြမချင်းဆိုတာကိုဘယ်လိုမျိုးတုံ့ပြန်မှအပြစ်ကြားရောက်နိုင်တယ်လဲဆိုတာကိုမေးလျှောက်ခွင့်ပြုပါဖေအပြစ်ဆိုတာကလောဘဒေါသမောဟကိုပြောတာလေနော်တခြားဟာအပြစ်ခေါ်တာမဟုတ်ဘူးကိုယ်တဏ္ဍမှာဒေါသဖြစ်သွားရင်ဒါအပြစ်ပဲလောဘဖြစ်သွားရင်ဒါအပြစ်ပဲနော်အဲ့တော့ကျေးဇူးရှင်ကဥပမာမိဘပဲဆိုပါစို့เนาะသူပြောတဲ့တလုံးစားဖို့သူကျေးဇူးခဏထားမိဘနှစ်ပါးပဲဆိုပါစို့မိဘနှစ်ပါးကလမ်းမားနေတယ်လမ်းလွမ်းနေတယ်ဒါဆိုလက်ပိုက်ကြည့်နေရမှာလားမဟုတ်ဘူးလေချပြရမယ်အမေအဖေဒါကတော့ဒီလိုဖြစ်တဲ့နေထင်တယ်နော်ဆိုတော့ချပြခွင့်ရှိတယ်ဆရာတော်တွေဟောတာဒီလိုကြားဘူးတယ်စာအုပ်ထဲမှာဒီလိုဖတ်ဘူးတယ်အမေလို့လုပ်နေတာနည်းနည်းလွဲနေနေတူတယ်စသဖြင့်ကိုကလမ်းမှန်တက်ခွင့်ရှိပါတယ်ချပြခွင့်ရှိပါတယ်နော်ဒေါနဲ့မောနဲ့သာဟာအဖွားကြီးဒီလိုမလုပ်နဲ့ဒီလိုလုပ်ဟဲ့ဆိုတော့မလုပ်နဲ့လေနော်ဒါပြမနဲ့လို့ခေါ်ရကြတော့ဟုတ်လားအဖေကိုသွားပြီးတော့အဖိုးကြီးအမားနေပြီဆိုပြီးတော့မလုပ်နဲ့လေနော်အဲ့တော့ဒေါနဲ့မောနဲ့ပြောတာကိုပြမတယ်လို့ခေါ်တာနော်မားတာကိုအမှန်တရားထောက်ပြတာကိုပြမတယ်လို့မခေါ်ပါဘူးနော်ဟုတ်တင်ပါဖေကျိုးသေးစွာမေးလျှောက်ခွင့်ပြုပါဖေမွေးနေ့တောက်ကြတင်းင်းလာစံကေတာညံ့မပြုတ်ရဆိုရဲရှေးလူကြီးရဲ့စကားကမှန်မှသလားဖေတချို့လူတွေက3ရက်လို့ပြောပြီးတချို့တွေကတောက်ကြနေမှာမွေးတဲ့သူတွေနဲ့ပဲဆိုင်တယ်လို့ပြောပါတယ်ဖေမြတ်စွာဘုရားကတောက်ကြနေမှာဖွားမြင်ပြီးတင်းင်းလာနေမှာစံပေတော်မူတာအကြောင်းမို့လို့လူတွေကလိုက်မလို့ကောင်းမှုလို့လည်းပြောကြပါတယ်